အားလုံးပဲ BKK 2.0 Gaming Channel ကနေအားလုံးကိုပြန်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုမစခင်ကျွန်တော်ဗီဒီယိုလေးကိုလိုက်ဆက်ပါလုပ်ပေးခဲ့ပါအောင်အဲ့ဆိုဗီဒီယိုလေးစလိုက်တော့ပြ Let's go အားလုံးပဲငင်္ဂလာကျွန်တော်ကတော့ကျွန်တော်ရတဲ့ရှိတဲ့ပတ်စံရေးဆင်းကြတော့အမှန်ရုပ်ရှင်အောင်ကိုတချို့နိုင်ခဲ့ပါဘူး Okay အဲ့တော့ကျွန်တော်တို့ဒီမှာတော့ဝန်ထမ်းလောက်ခန့်တာအဲ့တော့ကျွန်တော်ပထမဦးဆုံးရုပ်ရှင်စကားကိုတွက်ကြည့်လိုက်ကြဗျာပထမရုပ်ရှင်စကားတော့ဟာတက်ကောက်တော့ဝန်ထမ်းတွေကပြောတယ်ဒီမှာဆိုရင်ကျွန်တော်တက်ရခင်းနဲ့အိုးထောင်ရမိုက်တယ်တော့တက်ရခင်းနဲ့ဝင်ဆောင်းဝမ်းမိုက်တယ်ပြီးတော့ဒီအပိုင်းမှာပဲဆောင်းဝမ်းမိုက်ပါတယ်တော့ဒီမှာတနေ့ရုပ်ရှင်ကအောင်မောင်အများဆုံး6ကား9ကားပြမှာဖြစ်ပြီးတော့အနည်းဆုံးဆိုတော့9ကား4ကားကိုပဲပြမှာโอเคဒီမှာမုတ်ရောင်းတယ်ဒီမှာအာလူကျော်ရင်းကြီးကူကီဟိုပါမုတ်ပိတ်မုတ်ဒီမှာကျပိတ်မုတ်ရဲ့အကြောင်းဒီမှာကျလက်မှတ်အဲ့တော့တွက်ကြည့်ရကြလို့ပြ let's go ပထမဆုံးချင်းကဘာနှစ်မဲမသိဘူးအဲ့တော့ဘယ်နေရာကြီးထိုင်ကောင်းလဲဒီနေရာကြီးပဲထိုင်ရမယ်နော်အလေတဲ့တယ်အလေဒီနိုင်ပေါ့အဲ့တော့ကြည့်ရကြတော့ let's go ပထမချီစတင်လိုက်ပြီဖြစ်ပါတယ်ဟေးမျက်လုံးကဝန်းနဲ့စီးလာတာကြောင့်တယောက်နဲ့တယောက်အနက်ခံပြီးတော့ကိုးကြမှာလည်းဖြစ်ပါတယ်ဟေးကြောင်နဲ့တယောက်နဲ့ရသွားပြီးကန်နေနောက်စီကိုထိတယ်ခင်ဗျာကောင်းတယ်ခင်ဗျာကန်ချက်ကမြင်ရတယ်မယ်တယောက်နဲ့တယောက်နဲ့ခံပြီးတော့ရှာနေတယ်ခင်ဗျာမတွေ့သေးပါဘူးခင်ဗျာကန်နေရန်သမနကန်တာခင်ဗျာတယောက်နဲ့တယောက်ရှာရင်းနဲ့ပဲပထမချီပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ကျွန်တော်စီကနေတင်တွေ့မှာပဲဒုတိယချီစတင်လိုက်တဲ့နဲ့တော်စက်ထိုးရတယ်ထိုးတယ်ဒီလိုနဲ့ထိုးရမယ့်လူနှစ်ယောက်မထိုးဘဲနဲ့ဘေးကကြည့်နေတဲ့လူတွေကိုပတ်ထိုးနေတာခင်ဗျာပြိုင်ပွဲရပုံပုံမြိုင်ဆိုင်လာပြီးတော့ဘေးကကြည့်နေတဲ့လူတယောက်မှအနာမကတ်ရတော့ဘူးခင်ဗျာဒိုင်မှာထိုးလိုက်ပြီခင်ဗျာဒိုင်မောက်သွားပြီမဲ့လေတယောက်မှဂျိုးဝိုင်းနဲ့ဝင်ပြီးတော့မဆွဲရတဲ့အနေထားကိုလည်းမြင်တွေ့ရတယ်ခင်ဗျာမမြင်မစမ်းတဲ့ဒိုင်ကိုကလုတ်တက်ပြီးမောက်လဲပြီပြန်ထားတယ်ခင်ဗျာဒီစတဲ့မှာပဲဘေးကကြည့်နေတဲ့လူထိုးပြန်ပြီနောက်တစ်ချက်ထိုးတယ်တကယ်ထိုးရမယ့်ကစားသမားနှစ်ယောက်ကလွဲလို့ကျန်တဲ့လူတွေကတော့တယောက်တစ်ချက်စီအထိုးခံရပြီးပြီခင်ဗျာစောစောအထိုးခံရပြီးမေ့သွားတဲ့ဒိုင်လူကြီးကိုတော့ဆေးပွဲကလာရောက်ဆွဲခေါ်သွားပြီခင်ဗျာချိန်နေကိုကြည့်နေတယ်ချက်ကောင်းမိသွားပြီခင်ဗျာဘယ်ကနာသွားဟိုမှာဆောင်းနေသွားတေးနေဘယ်သွားမလဲပြန်လာခဲ့ဂျိုးဝိုင်းကဒီဘက်မှာကဲအားတေးကဲအားတေးအောင်တက်တယ်အော်ယောဒီလိုရမယ်ဒီပွဲစဉ်မှာလည်းရန်နာမန်းနဲ့စော်နေကြပြီခင်ဗျာဟဲ့တော့ရှုပ်လို့မရဘူးခင်ဗျာသူကလည်းသူတယောက်တည်းရှုပ်နေတာခင်ဗျာဒီမှာပဲနှစ်ယောက်ညှိသွားပြီထိုးတယ်ပြန်ထိုးတယ်ဟဲ့ပြန်ကွာသွားပြန်ပြီခင်ဗျာဒီလိုရမယ်ဒီလိုမျက်နှာကိုစီးပြီးတော့ရှင်ပြိုင်ထိုးသားတဲ့ပြိုင်ပွဲမှာဒိုင်လုံရဲတဲ့ဒိုင်လူကြီးကိုတော့အင်မတန်မှကိုလေးစားဖို့ကောင်းတယ်ခင်ဗျာဒီပွဲမှာတော့ကစားသမားနှစ်ယောက်သားဒိုင်လူကြီးကိုဝိုင်းထိုးကြဖို့ကြိုတင်တိုင်ပင်ထားသလားအောင်မေးရတယ်ခင်ဗျာနေထိုးရမယ့်လူကဒီမှာလားဒီလိုနှစ်ယောက်ကိုမျက်နှာချင်းဆိုင်ပေးမယ်ဟေးငါမကန်နဲ့ငါဒိုင်လူကြီးမလုံးကြပါနဲ့တောင်းမှပါနဲ့စိတ်ချော့နေတို့နှစ်ယောက်လုံးထိုးမှလားငါ့ကိုတရားတတ်မှလားအပြာတော့ငါဒရဇက်တိုက်စစ်ပွင့်ပြီးတော့ညာဝိုင်းလက်တီဒိုင်လူကြီးနှုတ်သေးတော့ကံမိသွားပြီခင်ဗျာနားတော်ပြီမလုပ်တော့ဘူးတိုင်နောက်လည်းမလာတော့လာလည်းမနောက်တော့ဘူးပထမကြီးစတင်လိုက်ပါပြီဟေးလေထွက်နေတယ်ခင်ဗျာဒီနားလားတို့ဒီလိုရမယ်ကစားသမားနှစ်ယောက်ကချင်းနေဟေးလေထွက်သွားပြန်ပြီခင်ဗျာစံကြီးဒီလေချိုးကုန်ပြီတော်မင်းလည်းတော်မင်းလည်းတော့ငါချတော့ကြီးမင်းချုပ်တာငါချတော့ကြီးလို့မျက်လုံးပွင့်ကြည့်အောင်ငါဒိုင်လူကြီးဆွဆက်ချုံမနေနဲ့မော်ဒီတောင်ရောင်နဲ့မင်းနဲ့မဆာကြီးတို့ကတော့ဈေးထဲမှာရန်ဖြစ်လို့အားမရတာကြောင့်မကြခင်မှာ official ပြိုင်ပွဲဖြစ်ရှင်ပြိုင်ထိုးတက်ဖို့စိန်ခေါ်လိုက်ကြပြီဖြစ်ပါတယ်ရည်ရွယ်ရမယ်ဒီကနေ့ပွဲချိုသတင်းစာရှင်းလင်းပွဲမှာတွေကတယောက်နဲ့တယောက်ရိုက်ချင်နှက်ချင်နေကြပြီခင်ဗျာရဲမယ်ပြောင်းနေမျက်နှာပြုံးသားမယ်ဟေးမလုံးရဘူးဒီနေ့မချရသေးဘူးနောက်နေ့မှချရမှာစိတ်ကိုထိတ်လက်ဝဲလည်းထိုးခြင်းနဲ့လက်သီးနဲ့လည်းမထိုးတတ်ဘူးဆိုတဲ့သူတွေအတွက်ကတော့ပါးရိုက်တိုင်ပွဲရှိလို့နေတာဖြစ်ပါတယ်ကျွန်တော်စီကနေတဲ့အတွင်းမှာပဲပါတယ်ရိုက်ပြီခင်ဗျာရိုက်တယ်ခင်ဗျာဘယ်လို
တဲ့အတိုင်းပဲအချင်းချင်းအပြန်အလှန်ရိုက်နေကြပုံကလက်သီးထိုးတဲ့ပြိုင်ပွဲထက်ကိုအားရစရာကောင်းနေတာခင်ဗျာ ဟာပြီးသွားပြီတကယ်ရီရတယ်နော်မျက်စိအုပ်ပြီးတော့ကျုံးတာဒိုင်ကြီးကိုထိတာတွေပြီးလို့ရှိရင်တော်တော်များတယ်ဟာတာတွေပဲနော်ပါရတန်ပွဲတွေဆောင်းမိုက်တယ် brother တို့ရဲ့အမျိုးရှိရတဲ့ရုပ်ရှင်ကကြည့်ရင်တော့ကျွန်တော်ရဲ့အမှန်ရုပ်ရှင်ကောင်ကကြည့်ရှုဖို့အတွက်အားလုံးကိုတောင်းဆိုအပ်ပါတယ်ဗျအောင်မယ်ဒီဗီဒီယိုရတော့ပါပဲဒီထပ်ပေါ်ကဗီဒီယိုမှာပြန်ဆုံးလို့ကြတော့ပေါ့ let's go